ဒီနေ့မှာတော့မြန်မာနိုင်ငံနယ်မျိုးလေးကနေ MMA fighter ဖြစ်လာခဲ့တဲ့အောင်လအစမ်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့အမျိုးမြောက်ဦး YouTube channel ကနေခင်မင်းရင်းနှီးစွာကြိုဆိုလိုက်ပါတယ်။သူဟာအာရှတဝလုံးမှာထင်ရှားတဲ့ MMA လူ့ဝိသမားတအုပ်ဖြစ်ပါတယ်။အောင်လအစမ်းကိုချင်းပြည်နယ်မြေကြီးနားမြို့မှာမွေးဖွားခဲ့ပြီးအရွယ်ရောက်လာတဲ့အခါမှာအမေရိကန်နိုင်ငံသို့သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာပဲ Martial Art MMA ကိုစတင်လေ့ကျင့်ခဲ့ပါတယ်။သူ့ရဲ့ဘဝဟာလေးစားဖွယ်အောင်မြင်မှုများနဲ့ပြည့်နေပါတယ်။ One Championship ရဲ့ Middleweight Champion နဲ့ Light Heavyweight Champion စတဲ့တိုက်ခိုက်ခေါ်ဆုံးမှုအတွင်းမှာအနိုင်ရခဲ့တာကြောင့်မြန်မာအလားကိုနိုင်ငံတကာမှာပြသပေးခဲ့သူဖြစ်ပါတယ်။သူ့ရဲ့တိုက်ပေါ်ကဆက်ရေးသက်သက်နဲ့တိုက်လေးရှိပြီးအကြံစီနဲ့ပြည့်နေတတ်ပါတယ်။မြန်မာချက်ကမျိုးလက်ချက်တာမကတာဝန်တစ်ခုလို့ယူဆတတ်တဲ့သူပါ။ I cannot do this without God. I cannot do this without my teammates. I cannot do this without you. အောင်လအဆန်ဟာတိုက်ပွဲထဲမှာပဲမကအပြင်ဘက်မှာပါအတူယူစရာကောင်းတဲ့လူလူဖြစ်ပါတယ်။သူကအမြဲတမ်းနူးညံ့ပုံမျိုးကြီးနိုင်ငံအတွက်အကုန်ကြီးပဲကောင်းတဲ့ကိုယ်စားလှယ်တူဖြစ်နေပါတယ်။ One Championship ရဲ့သတင်းတင်ဆက်သူနဲ့ကင်ကင်ကအောင်လအဆန်ကိုပွဲကြိုအင်တာဗျူးတဲ့အချိန်မှာမိကောတစ်ခုထပ်မေးခဲ့ပါတယ်။အဲ့ဒါကတော့ကာတာမှာထိုးခဲ့တဲ့ပွဲပြီးမှအနားယူကိုဆုံးဖြတ်လိုက်ပြီးမှအဲ့ဒီဆုံးဖြတ်ချက်ကိုဘာလို့ပြန်ပြင်လိုက်တာလဲဆိုတော့မိကောပါပဲ။အောင်လအဆန်ဟာကာတာမှာကျင်းပခဲ့တဲ့အပြိုင်ပွဲကြီးမှာရှမ်မင်းအာရိုဂန်နဲ့စိတ်မကြည်ပွဲထိုးခဲ့ရခဲ့ပြီးအဲ့ဒီပွဲမှာအလဲထိုးရှုံးရတဲ့ကိုရင်ဆိုင်ခဲ့ရပါတယ်။ပွဲပြီးချိန်မှာအောင်လအဆန်ကဝတ်ဆင်ထားတဲ့လက်ကိုချော့လိုက်တာကြောင့်အနားယူတဲ့ဆုံးဖြတ်ချက်ကိုတခါတည်းချမှတ်လိုက်ပြီလားလို့ပြည်သက်တွေကထင်ခဲ့ကြသေးတာပါ။ He woke up and said, I'm retiring, I'm done. But then about a minute later when he fully came to, he said, no, I'm not. And so he didn't put his gloves down, in the circle. He didn't put it down so that's why, yeah. ဒါပေမဲ့အောင်လအဆန်ဟာစက္ကန့်ပိုင်းအတွင်းမှာသူ့ဆုံးဖြတ်ချက်ကိုပြန်လည်ပြောင်းလဲပြင်ဆင်လိုက်ပြီးလက်အိတ်ကိုမချော့တော့ပဲဆက်လက်ဝတ်ဆင်ကအထက်ကန်ဝိုင်းထက်ကနေထွက်သွားခဲ့ပါတယ်။ပွဲပြီးမှာတော့အောင်လအဆန်ကမိသားစုဝင်တွေနီးပြဖွဲ့ဝင်တွေနဲ့တိုင်ပင်ပြီးတပွဲထပ်ထိုးတယ်။ဒီပွဲဟာကစားသမားဘဝဖြတ်သန်းမှုရဲ့နောက်ဆုံးနှုတ်ဆက်ပွဲပဲ One Last Dance ပဲလို့အသိပေးခဲ့ပါတယ်။ဒါကြောင့်လေပွဲကြိုအင်တာဗျူးမှာနေကင်ကင်ကအောင်လအဆန်ကိုအခုလိုမေးလာခဲ့တာပါအောင်လအဆန်ကဒီမေးခွန်းကိုကျွန်တော်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဆိုရင်အဲ့ဒီပွဲထဲမှာမြန်မာပြည်သက်တွေရှိစေခြင်းလို့ကျွန်တော်ကာတာမှာထိုးခဲ့တဲ့ပွဲအပြင်လက်အိတ်ချော့တော့မဲ့ဆုံးဖြတ်ချက်ကိုပြင်ဆင်လိုက်တာပါလို့ဖြေပေးသွားခဲ့ပါတယ်ကျွန်တော်ရဲ့နောက်ဆုံးပွဲဖြစ်ခဲ့ရင်ကျွန်တော်ရဲ့မြန်မာပြည်သက်တွေရှိနေမှာဖြစ်မယ်လေသူတို့ကျွန်တော်ကိုအားပေးတာပဲဖြစ်ဖြစ်ကျိုးဝိုင်းထဲကနေကျွန်တော်ကိုတဲထုတ်သွားတာကိုမြင်ရတာပဲဖြစ်ဖြစ်ကျွန်တော်တို့အဆင်ပြေပါတယ်ဒီကြတာကကျွန်တော်ရဲ့နောက်ဆုံးပွဲဆိုရင်ဒီနေရာမှာကျွန်တော်ရဲ့မြန်မာပြည်သက်တွေရှိဖို့ရှိနေရမယ်လေဆိုတာကအောင်လအဆန်ရဲ့အဖြေစကားတွေပါပဲကိုမယုံကြည်နေဘယ်သူမှမယုံကြည်နိုင်ပါဆိုတဲ့စကားလုံးကသူ့ဘဝအောင်မြင်မှုနဲ့အတူမြန်မာလူငယ်တွေအတွက်အားတစ်ခုဖြစ်နေပါတယ်။ဒီလန်းခဲ့တဲ့အခါမှာပဲတန်ဖိုးရှိတဲ့အောင်မြင်မှုတွေများပါတယ်။မလွယ်တဲ့အရာတွေကိုသာတန်ဖိုးထားပါလို့လည်းပြောပါတယ်။တချို့ကသူ့ကိုမြမစွမ်းအင်နဲ့ဂုဏ်သိက္ခာကိုကမ္ဘာတိုက်ပွဲပေါ်မှာပြသသူလို့ပဲခေါ်ကြပါတယ်။သူ့အကြောင်းကိုသိလိုက်ရင်မျောလချင်းမရှိတဲ့အချိန်မှာတော့ကိုယုံကြည်ဖို့အင်အားတွေရခဲ့ပါတယ်။ဒီနေ့တော့ဒီတော့ပါပဲเนาะပရိသတ်ကြီးတို့ရောအောင်လိုက်ရဲ့အောင်ပွဲတွေထဲကဘယ်လိုမျိုးထိုးဝေသွားတာကိုအကြိုက်ဆုံးဖြစ်မလဲဆိုတာ comment မှာမျှဝေခဲ့ပါဦးเนาะအခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะ